သင့်ရွေးချယ်မှုကသင့်တန်ဖိုးပါပဲ။ဆုပ်ကိုင်ထားသမျှနာကျင်နေမယ်ဆိုရင်ပြတ်သားစွာစွန့်လွှတ်ဖို့ဝန်ဝေးမနေပါနဲ့။တွေဝေနေခြင်းကအရှုံးကိုဖြစ်စေနိုင်တယ်။လွှတ်ချဖို့ခက်ခဲနေသလား။အချိန်ကအကောင်းဆုံးကူးစားနိုင်တယ်ဆိုတာမမေ့နဲ့။တန်ဖိုးမသိသူရဲ့အနားမှာနေနေသမျှတော့သင့်တန်ဖိုးကဘယ်တော့မှတက်လာမှာမဟုတ်ဘူး။တချို့တွေကအနားမှာမရှိတော့မှတန်ဖိုးရှိမှန်းသိကြတာမျိုးပါ။ဒါကဘာကြောင့်လဲဆိုတော့သင့်ဆီကတန်ဖိုးရှိတဲ့အရာတွေကိုခက်လွယ်လွယ်ရနေကြလို့ပါ။ကိုယ့်တန်ဖိုးကိုကိုယ်တိုင်မြှင့်တင်ယူရတာပါ။တန်ဖိုးကျအောင်လည်းကိုယ်ကပဲလုပ်နေတာပါ။တန်ဖိုးရှိခြင်းမရှိခြင်းကကိုယ့်ရဲ့လက်ထဲမှာပဲရှိတာပါ။သင့်ရွေးချယ်မှုကသင့်တန်ဖိုးဖြစ်ပါတယ်။ဟုတ်ပါတယ်ဗျာ။သင့်ရဲ့ရွေးချယ်မှုကသင့်ကိုယ်တိုင်မှာပဲရှိပါတယ်